PM 8.0 ငလင်ကြီးလှုပ်ရင်ဆူနာမီလှိုင်းလုံးတွေမြန်မာကမ်းရိုးတန်းကို45မိနစ်အတွင်းရောက်ရှိလာနိုင်ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့။စူပါဂျော်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီကနေ့မတ်လ9ရက်နေ့မနက်အစောပိုင်းမှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာ PM အသင့်ရှိတဲ့ငလင်တွေက9ချိန်တိတိတောင်မှလှုပ်ခတ်သွားကြောင်းကိုလည်းမိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနတွေရဲ့ထုတ်ပြန်မှုတွေအရသိရှိရပြီးတော့အခုလိုမျိုးငလင်လှုပ်ခတ်မှုတွေကြောင့်မို့လို့မြန်မာနိုင်ငံရဲ့မြို့ဒေသအချို့မှာငလင်တန်းကိုအသီးသီးခံစားခဲ့ရကြောင်းကိုလည်းသိရှိရပါတယ်။ဒါကြောင့်မို့လို့ခုချိန်မှာဆိုလို့ရှိရင်တော့ဒီအပိုင်းအတွင်းမှာခက်စိတ်ဆိုလို့မြန်မာနိုင်ငံအတွင်းမှာပဲထူးထူးခြားခြားအနေနဲ့လှုပ်ခတ်လာခဲ့တဲ့ငလင်တန်းတွေနဲ့ပတ်သက်ပြီးတော့အထိတ်တပေါင်နမိတ်ဆောင်ကြတဲ့သူတွေအနေနဲ့လည်းပြောဆိုမှုတွေများပြားနေပြီခုတစ်ခါမှဆိုလို့ရှိရင်လေPM 8.0 ငလင်ကြီးတာလှုပ်ခဲ့လို့ရှိရင်ဆူနာမီလှိုင်းလုံးတွေမြန်မာကမ်းရိုးတန်းကို45မိနစ်အတွင်းရောက်ရှိလာနိုင်ကြောင်းကိုအချက်လက်နဲ့တကွတင်ပြပြောဆိုလာခဲ့တဲ့သတင်းကြောင်းတွေကလည်းကြည်ကြဲပြည့်ပြည့်ထွက်ပေါ်လို့နေပါတယ်ဒီထဲမှာဆိုလို့ရှိရင်တော့ဖြစ်ကျွန်တော်တို့ဘာတွေပြင်ဆင်ထားပြီးပြီလဲဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဘယ်လိုတွေပြင်ဆင်ရမှာလဲမြေပုံပေါ်တွင်ရှာဖွေကြည့်ပါကမြန်မာနိုင်ငံကိုမြောက်ဖျားစွန်းပိုင်းကနေစတင်ပြီးတော့အလဲတဲ့ဖြောင်ဖြောင်ကြီးဖြတ်တန်းသွားသည့်စကိုင်းပြည့်၍ဆိုသည့်မြမငလင်စုံရှိပြီးတော့၎င်းသည်တောင်ပိုင်းစွန်းရန်ကုန်တိုင်းဒေသကြီးအလွန်မိုးဒမကွေးမှတဆင့်အဒမန်ပင်လယ်တွေကိုတိုးရှိုးဝင်ကအင်ဒိုနီးရှားနိုင်ငံပါပူအာနယူဂီနီကျွန်းမှာအဆုံးသတ်ထားပြီးတော့ပင်လယ်ကျမ်းပြင်အောက်ပြည့်၍အဖြစ်ကိုရောင်ဖြောက်နေသည်ကိုသတိပြုစေခြင်းပါသည်ဆိုတော့မြန်မာနိုင်ငံအနေနဲ့အဓိကသတိထားရမယ့်အချက်ဟာကုန်းတွင်းပိုင်းအားပြင်းငလင်များသာလျှင်မဟုတ်ဘဲနဲ့တောင်ဘက်ပိုင်းကမ်းလွန်အဒမန်ပင်လယ်ကျမ်းပြင်အောက်ကကိုရောင်ဖြောက်ပြည့်၍မှဖြစ်ပွားလာနိုင်သည့်မီဂါဆူနာမီရေလိုင်းကြီးတွေဖြစ်ပေါ်နိုင်ခြေဖြစ်နိုင်ခြေရှိနေပါသည်လုံးဝမမေ့ထားသင့်ပါယင်းသည်မြန်မာနိုင်ငံတောင်ပိုင်းအဒမန်ပင်လယ်ပြင်ဟာပထဝီအနေထားအရဆူနာမီရေလိုင်းဖြစ်ပေါ်လာစေရန်ပြည့်စုံကလုံလောက်သည့်ရေပြင်တည်နေရာအကျယ်ဝန်းအစုံလင်လဲရှိနေပါသည်အကယ်၍များအိန္ဒိယသမုဒ္ဒရာနှင့်အဒမန်ပင်လယ်ကျမ်းပြင်အောက်ပြည့်၍များမှာဆူနာမီဖြစ်ပေါ်လာစေရန်လုံလောက်တဲ့ပြင်းအားပမာဏမဂနီကျု 8.0 နှင့်အထက်ရှိသောငလင်ကြီးလှုပ်ရှားလာခဲ့ပါကကြီးမားပြင်းထန်သည့်ဆူနာမီရေလိုင်းဖြစ်ပေါ်လာနိုင်ပြီးတော့ရင်းဆူနာမီရေလိုင်းများသည်60%သောအဖြတ်စွမ်းရည်များဟာမြန်မာနိုင်ငံတောင်ဘက်မြမကမ်းရိုးတန်းဖြစ်တဲ့အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနှင့်နိုင်ငံအနောက်ပိုင်းကမ်းရိုးတန်းဒေသများစီသို့တနအီမိုင်900နှုန်းနဲ့ဥတီလာမည်ဖြစ်ပြီးဆူနာမီလိုင်းများကမြမကမ်းရိုးတန်းသို့ရောက်ရှိရန်အချိန်45မိနစ်သာကြာမြင့်ပါလိမ့်မည်တနည်းဆိုရလျှင်မြမကမ်းရိုးတန်းဒေသမှာမိတင်းနေထိုင်ကြသူတွေအနေနဲ့ကုန်းမြင့်ပိုင်းဒေသများကမ်းရိုးတန်းနှင့်ဝေးကွာတဲ့ကုန်းတွင်းပိုင်းရှောင်ပြေးချိန်ဟာအချိန်30မှ45မိနစ်အတွင်းသာရရှိကြမှာလည်းဖြစ်ပါသည်မိနစ်ပိုင်းအတွင်းဘာတွေပြင်ဆင်နိုင်ကြမလဲစကိုင်းပြည့်၍ဟာခေတ်ဆက်သမိုင်းကြောင်းနဲ့မှတ်တမ်းတွေအရပြင်းအားပမာဏမဂနီကျု 7.0 နဲ့အထက်အင်အားပြင်းမြင်းငလင်ကြီးများ active ဖြစ်လျက်နေသည့်ဒေတာအဖြစ်ကဘာကသိရှိထားကြပြီးတော့အင်အားပြင်းငလင်ကြီးများဖြစ်ပေါ်စေရန်လဲလိုအပ်သည့်ကုန်းမြေထုချက်မြေနေရာအကျယ်ဝန်းလဲပြည့်စုံစွာရှိနေပါသည်မပေါ်စားသင့်ပါမြန်မာနိုင်ငံအထက်ပိုင်းကပြည့်၍ဒေတာတွေဟာအောက်ပိုင်းပြည့်၍ထက်ပိုမိုလှုပ်ရှားအသက်ဝင်နေတော့လဲအားအသင့်မှငလင်ငယ်များသာများသောအားဖြင့်လှုပ်ရှားလေးရှိသည်ကိုငလင်မှတ်တမ်းများရသိရှိရပြီးရင်းအထက်ပိုင်းဟာတောင်ကုန်းတောင်တန်းဒေသတွေထူထပ်ပြီးတော့လူနေထိုင်မှုနည်းပါးမှုတွေကြောင့်မလို့ငလင်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့လူအသက်အိုးအိမ်စီးစိမ်ဆုံးရှုံးမှုလျော့နည်းကျဆင်းတတ်ပါသည်အထူးအနေနဲ့မြန်မာနိုင်ငံအောက်ပိုင်းပြည့်၍ကိုအနှင်းငယ်ဖော်ပြလိုပါသည်မြန်မာနိုင်ငံကအဓိကလူနေထူထပ်တဲ့မြို့ကြီး9မြို့တွင်4မြို့ဟာအောက်ပိုင်းပြည့်၍ကြောပေါ်မှာရောက်ရှိနေပြီဖြစ်သည်ကိုလည်းသိရှိထားကြပြီးဖြစ်ကရန်ကုန်ပဲခူးပြည်မိထ္ထီလာကြောက်စဲနေပြီးတော့စသည့်မြို့ကြီးမြို့ငယ်များအားလုံးပြည့်၍အဆုံးသက်မြေထုချက်ပေါ်မှာခံညားထည်ဝါစွာရှိနေကြပြီးအကယ်၍အောက်ပိုင်းပြည့်၍တနေရာထဲမှာအင်အားပြင်းငလင်တွေကလှုပ်ရှားလာခဲ့ပါကပေးဆက်ရမှုများပြားပါလိမ့်မည်ရန်ကုန်ပဲခူးအေရဝတီစသည့်တိုင်းဒေသကြီးတွေဟာလူနေထူထပ်များပြားလာပြီးတော့ကြန့်ခိုင်မှုအရေးသွင်းကျဆင်းလာသည့်အခြေခံအဆောက်အအုံများစွာလည်းရှိနေမှုကြောင့်အလေးနက်ထားပြီးတော့နေထိုင်သင့်ကြောင်းနဲ့မြင်းငလင်သတင်းအမြဲနားဆွင့်ကမိမိတို့ကိုယ်ပိုင်အသိပညာဖြင့်စဉ်းစားဆုံးဖြတ်ကငလင်ကာကွယ်ခြင်းဆောင်ရန်ရှောင်ရန်အချက်များကိုလက်လန်းမိသလောက်ကြေညတ်စွာလေးလာမှတ်သားနားလည်သဘောပေါက်အောင်ကြိုတင်လေးလာကစီးပူးကြဖို့အတွက်အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်တူရကီငလင်သင်္ကန်းစာကနေပြီးတော့ယူနိုင်ကြပါသည်ကိုချင်းစာနိုင်ကြပါသည်ကြိုတင်ပြင်ဆင်နိုင်ကြပါသည်မြင်းကလေးသတင်းများစင်တာဆိုပြီးတော့လေရေးသားဖော်ပြမှုတွေကရှိလို့လာခဲ့ပြီလေဖြစ်ပါလေဒါကြောင့်မို့လို့ခုချိန်မှာဆိုလို့ရှိရင်တော့PM 8.0 ငလင်ကြီးတာလှုပ်ခတ်ခဲ့လို့ရှိရင်ဆူနာမီလှိုင်းလုံးများကမြမကမ်းရိုးတန်းဒေသတွေစီကို45မိနစ်အတွင်းရောက်ရှိလာနိုင်ကြောင်းဆိုတဲ့သတင်းဟာ
လူထုဆိုရှယ်မီဒီယာထပ်ပေါ်မှာအတော်လေးကိုကြည်ကြဲပြက်ပြက်နဲ့မျှဝေမှုတွေများပြားနေပြီးတော့အခုသတင်းကြောင်းဟာဆိုလို့ရှိရင်လည်းသတိပြုစရာသတင်းကြောင်းဟာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စူပါကျော်မီဒီယာပရိသတ်ကြီးတို့လည်းသိရှိနိုင်စေရန်အလို့ငါမျှဝေတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးလည်းဘေးပြဝေးကွာပြီးတော့တဘာဝဘေးအန္တရာယ်တွေကနေပြီးတော့ကင်းဝေးနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရင်အခုသတင်းကြောင်းလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာလည်းသတင်းထူးများနဲ့တကွပြန်လည်ဆုံတွေ့ကြအောင်မှာဖြစ်လို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဒုတိယရှင်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ